တစ်တော့ဝမိန်းကလေးတွေ10ယောက်ဆိုရင်9ယောက်လောက်ကဘာလုပ်ပြဟိုလည်းမင်းတို့တော့ဝါနာပါလဲကောင်းနေနော်ဟေးကဲဟုတ်ပြီဒါတွေတွေ့နေရနော်ဆိုနေရာတိုင်းမှာပေါ့တချို့ဆိုရင်ပုံစဉ်းစားတယ်အဲ့ဆိုရင်သူတို့မိဘတွေဘယ်လိုကြည့်နေလဲမသိဘူးနော်စဉ်းစားကြည့်တယ်ပါမိဘတွေရအမေဆိုတော့ထားလိုက်ပေါ့အဖေမရှက်ဘူးလားမသိဘူးလူသမီးတွေဒီလိုလုပ်နေတာစဉ်းစားစရာမကောင်းဘူးလားအဲကြောင့်သားတို့သမီးတို့ပေါ်တဲ့အရာကဈေးကြီးလားဈေးနေလားအမြဲတမ်းမြင်နေရတယ်ဟာရိုးမသွားအောင်လားမင်းတို့တန်ဖိုးရှိအောင်မနေတာဟုတ်လားကိုတန်ဖိုးကိုချနေတာနော်အိန္ဒြေရတဲ့သူကယောက်ျားကောင်းနဲ့ပဲရမှာသိက္ခာရှိတဲ့မျိုးသားမိဘကောင်းနဲ့ပဲရမှာဘာလို့မိန်းကလေးတွေကလည်းအိန္ဒြေမရှိတော့ဘူးယောက်ျားတွေကလည်းသိက္ခာမရှိတော့ဘူးဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ရည်ကျင်းမှုဆိုရယ်ဘာမှမရှိတော့